တာမညတောင်ပေါ်မှာရှိတဲ့စပကြီးထဲမှာစံစဝါတွေကိုနတ်တေဝါရုပ်ကစိုးများကလာရောက်ဖြည့်ထားတယ်လားစပကြီးထဲကစပားတွေဟာခုခတ်လို့မကုံနိုင်အောင်ပဲဖြစ်ခဲ့ရတယ်လို့တကဘာလုံးကအတိမတ်ပြုရတဲ့အထီတောင်ဆရာတော်ဘုရားကြီးကဘုံတကိုကြီးမာခဲ့ပါတယ်။ဒီနေ့တော့ဒါယကာတယောက်ကဆရာတော်ဘုရားမနက်ဖြန်ဥပုံနေ့ရန်ကုန်ကဖျားဘူးဧည့်သည်တွေအများကြီးထပ်ရောက်လာတော့မှာပါ။တို့ပေသည်စံကြီးတဲမယ်တော့စံအနေချင်းသာကြံပါတော့တယ်။လောက်ငှမီမဟုတ်ပါဖျားလို့ရှောက်တင်ပါတယ်။ဆရာတော်ကတော့ဒါယကာကြီးမစိုးရိမ်ပါနဲ့မနက်ဖြန်မနက်မိုးလင်းရင်စံအလူရှင်ရောက်လာပါလိမ့်မယ်။ချက်ကျွေးဖို့သာပြင်ဆင်ထားကြပါလို့မိန့်ကြားခဲ့ပါတယ်။အဲဒီညမှာဒါယကာကြီးကကောင်းကောင်းအိတ်မပျော်ပဲအခြားလူတွေထက်အိယာကနေစောစောထပြီးစွန့်ချက်ဖို့စံကြည်ရဲကိုဦးဆုံးသွားကြည့်ချိန်မှာအလွန်အမတန်အံ့ဩမှင်သက်ဖို့ကောင်းလာတဲ့မြင်ကွင်းတစ်ခုတွေ့ရပါတော့တယ်။အဲဒါကတော့စံကြည်ရဲမှာစံအပြည့်နဲ့စံကြည်ဘေးမှာလည်းစံအိတ်ပေါင်း90နဲ့အထက်ရောက်ရှိနေတာကိုပါ။ဆရာတော်ဘုရားကိုယ်တိုင်ကလည်းအရင်ဘဝပဋ္ဌာန်းဆက်ကမိခင်တော်ဆက်ဖူးသူဟွာနန်းကြာဟဲကလိုတရဖလားတစ်လုံးအလှပေးဘူးကြောင်းမိန့်ကြားခဲ့ဘူးပါတယ်။နာကဖလားကြီးကပဲကျဲငါသာတောင်းတော့မကောင်းနိုင်တယ်သိမယ်အဲ့ဒါကိုလည်းပါသိတယ်အဲ့ဒါမသိဘူး။ဟာဗျာဆရာတော်ရဲ့ဘုံတကူမေတ္တာတရားအရှိန်ဝါကြောင့်တောဆောင်နဲ့တောင်ဆောင်နဲ့ရုပ်ကစိုးနတ်ဒေဝရာများကအမြဲတစေလာရောက်ဖြည့်ပေးတဲ့အသွင်သဏ္ဍာန်ရှိကြောင်းလဲဒေသခံဒါယကာများကယုံကြည်ထားကြပါတယ်။တောတွင်းတောင်တွင်းကကျေးငှက်တွေတာရဲတရိษံလေးတွေကနေပြီးတစ်ဥတစ်ဖူတွေမိုးတွေခူးယူလာပြီးဆရာတော်ကိုဆက်ကပ်ကြတာမျိုးလဲရှိတယ်လို့တော့ပြောစမှတ်တွင်ကြပါတယ်။ဆရာတော်ရဲ့မေတ္တာတဲ့ဘုံတကူအရှိန်ဝါကြောင့်တောင်ပိုင်းမေတော်အဖွားနန်းကြရဲကရွှေသားအပြည့်နဲ့တင်ဆောင်ထားတဲ့ရွှေသင်းမောကြီး6စင်းကိုလည်းဆရာတော်စီကိုပေးလူဘူးကြောင်းဒေသခံဒါယကာများစီကနေယနေ့တိုင်ကြားနေရသေးပင်ဖြစ်ပါတယ်။ဒီနေ့မှာတော့ဆရာတော်ဘုရားတရားကျင့်ကြံနေစဉ်ရွှေသမင်းငွေသမင်းနှစ်ကောင်ဟာဆရာတော်ဘုရားကိုလာရောက်ဖူးမြော်ရင်းမြားတန်ရာတွေနဲ့တွေ့လိုက်ရပါတယ်။ထိုစဉ်မှာပဲ၎င်းသမင်းနှစ်ကောင်ဟာမြားတန်ရာကြောင့်တောင်ပေါ်ကနေပြုတ်ကျပြီးသေဆုံးသွားရပါတယ်။ဆရာတော်ကိုအဖော်လာပြုကြတဲ့ရွှေသမင်းငွေသမင်းတွေကိုအစွဲပြုပြီးသမင်းရုပ်ထုတွေထားတာဖြစ်ပြီးသမင်းဆိုတဲ့တတ္တဝါဟာအေးချမ်းတဲ့နမိတ်ပါလို့ဆရာတော်ဘုရားကမိန့်ကြားခဲ့ဦးပါတယ်။ဆရာတော်ဘုရားကြီးရဲ့ကြီးမားလာတဲ့ဘုံတကူအေးချမ်းလာတဲ့မေတ္တာတရားတွေကြောင့်